င်နှမနှစ်ယောက်အခန်းကိုနှစ်ထပ်ကတင်နဲ့လုပ်ပေးတာကငယ်တော့မှအဆင်ပြေပေမဲ့အတန်းကြီးလာရင်အခန်းမခွဲသေးဘူးဆိုရင်သူတို့အတွက်နောက်ထပ်ပုံစံတစ်မျိုးပြောင်းပေးမှအဆင်ပြေမယ်နော်ဘယ်လိုပြောင်းပေးမလဲကြည့်ရအောင်မနက်ချက်ကစပြီးနေရာခွဲပြီးသားဖြစ်အောင်ဒဘယ်လေယာလုပ်လိုက်တဲ့အခန်းတစ်ဝက်ကိုဂရေအတွက်စတီးဆွဲချအပြစ်ပေးလိုက်တယ်သသားတွေကိုနှစ်ထပ်လောက်အုပ်လိုက်တယ်ပြီးရင်မှုရနှစ်ခုကိုဟိုဘက်တောင်ဒီဘက်တောင်ချပြီးစော့ကူရှင်တွေနဲ့ကာမယ်နေရာတစ်ဖက်စီမှာဘတ်ဆိုင်တေဘယ်လိုမျိုးအပေါက်ဟောက်လိုက်မယ်ဒါဆိုရင်တော့ကလေးနှစ်ယောက်ကတက်တော့တက်တာလေးအိတ်လို့ရပြီပြီးရင်ဘေးဘက်ကိုနောက်ဘက်ကိုရောကျစင်ပုံးနဲ့ partition လှလေးတွေကာလိုက်တယ်အလှလိုက်ကလေးတွေလည်းတက်ထားလိုက်မယ်အလဲကနေရာမှာကပီနက်တစ်ခုထည့်ပြီးစာအုပ်တွေသိမ်းမယ်အယုတ်တွေသိမ်းမယ်ပြီးရင်ကော်စောအလှလေးခင်းပေးထားလိုက်ရင်နှစ်ယောက်သားထိုင်ဆော့လို့လည်းရတယ်စကားအေးဆေးပြောလို့လည်းရတယ်အောက်ဘက်တွေမှာအဆွဲအကြီးတွေအကန့်အပြည့်ထည့်လိုက်တယ်စာကြည့်စပွဲကိုတော့ partition အပြင်မှာနေရာဘက်ကပ်ပြီးလုပ်မယ်အပေါ်ကပီနက်လေးလုပ်မယ်ပြီးထည့်မယ်ထိုင်ကုန်လေးလည်းထည့်မယ်စာကိုတခြားလို့ရင်တော့အမှတ်တွေလည်းကောင်းပြီလေဘေးမှာအဲချိုးပြီးတော့ကပီနက်လုပ်ပြီးအဝတ်စားတွေသိမ်းမယ်နောက်တစ်ယောက်ဘက်မှာလည်းအဲ့အတိုင်းဗီဒီယိုရဲ့စာကြည့်စပွဲတစ်ဆက်ရဲ့ထည့်လိုက်မယ်အကုန်းကိုလည်းဖတ်တိုက်လေးထည့်လိုက်မယ်ဒါဆိုရင်တော့အတန်းကြီးလာတဲ့မောင်နှမနှစ်ယောက်အတွက်လည်း privacy လည်းရပြီးအခန်းသစ်လေးလိုဖြစ်သွားပြီပေါ့အားလုံးကိုကျေးဇူးတင်ပါတယ်